တကြံအကြနေမှာအိမ်မှာလှုပ်စားဖြစ်တဲ့ပြကြကွေးကြော်ပဲဖြစ်ပါတယ်အရန်လာတယ်မလားနော်တလုံးတော့ကြော်ပြီးတော့ပါပြီဒါကအေးနှုတ်ထားတဲ့နောက်တစ်လုံးအရာကိုကြော်မှာပါအရသာလည်းအရန်ဆောက်လို့တော့ကောင်းပါတယ်ဒါကနောက်တစ်လုံးကြော်မယ်ပေါ့နော်နောက်တစ်သုတ်ကြော်မယ်ပုံစံလေးတော့ရပါပြီအေးကြော်ကြည့်လိုက်ပါဦးမယ်ဒါတော့အေးကြော်နေပါပြီ3-4ခုတော့မကြော်နိုင်ဘူးပေါ့နော်တစ်ခုချင်းလေးကြော်နေရပါတကြံအကြနေမှာအိမ်မှာလှုပ်စားဖြစ်တဲ့ပြကြကွေးကြော်ပဲဖြစ်ပါတယ်